ကျွန်တော်ဟာကျွန်တော်ရဲ့မိသားစုအိမ်ဟောင်းအောက်ကနေအာဖရိကရဲ့ကျဲပွင့်စိန်တန်ချိန်ပေါင်းတောင်းချီကိုတူးဖော်ရရှိခဲ့တယ်ဒါကြောင့်နေတိုင်းစိန်တပွင့်စီကိုဈေးကွက်ထဲယူသွားပြီးရောင်းချခဲ့တာရပ်ပိုင်းတွင်းမှာတင်ထရီလီယံနာတထေးကြီးဖြစ်လာခဲ့တာပေါ့အောင်ပွဲခံတဲ့အနေနဲ့ကျွန်တော်ကုမ္ပဏီကဝန်ထမ်းတိုင်းကိုဒေါ်လာ9000စီဘောနပ်ပေးခဲ့တယ်ဒါပေမဲ့လောဘကြီးတဲ့ကျွန်တော်ရဲ့စူပါဗိုက်ဆာနဲ့အဓိကဝန်ထမ်းချို့ကသူတို့ကိုကျွန်တော်ကခေါင်းပုံဖြတ်တယ်လို့ထင်လိုက်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ဘူးသူတို့ကဝန်ထမ်း42ယောက်ကိုပါတပိတ်မောက်ဖို့လှုပ်ဆော်ပြီးနှစ်ကုန်ဘောနပ်ရဲ့တစ်ဆက်ဆနဲ့ကုမ္ပဏီရဲ့ရှယ်ယာတွေကိုပါတောင်းဆိုလာကြတယ်ဒါကိုတိလိုက်ရတဲ့အချိန်မှာကျွန်တော်အော်ဟစ်ဆဲဆိုတာဒါမှမဟုတ်အငင်းပွားတာမျိုးမလုပ်ခဲ့ပဲကုမ္ပဏီကိုရိုးရိုးသားသားပဲပိတ်ပစ်လိုက်တဲ့ပိုင်ဆိုင်မှုတွေကိုရောင်းချပြီးလူတိုင်းကိုဥပဒေအရနစ်နာကြေးအပြင်အပိုဆောင်3လစာအပြည့်အဝပေးချေပြီးထွက်ခွာခဲ့တယ်သူတို့ပတ်စံရတဲ့အချိန်မှာတော့သူတို့ပဲနိုင်သွားပြီလို့အားလုံးကထင်နေကြတာသူတို့မသိတာကကျွန်တော်ရဲ့ Prahita project တစ်ခုကအခုလေးတင်ပြီးဆုံးသွားခဲ့တာပဲလူတိုင်းနစ်နာကြေးအမှန်တိုင်းရကြပြီမလားကျွန်တော်မင်းတို့တယောက်ချင်းစီအတွက်နောက်ထပ်30%စီထပ်ပေါင်းပေးထားတဲ့ဒါကိုနှုတ်ဆက်စာလိုပဲသဘောထားလိုက်ပါဂျိုရှင်မင်းဒီအတိုင်းကုမ္ပဏီကိုပိတ်ပစ်လိုက်တယ်ဆိုတာဘာသဘောလဲမင်းမရှိရင်ငါတို့အသက်မရှင်နိုင်ဘူးလို့ထင်နေတာလားဟန်မန်နေဂျာချန်နယ်လာမဲ့ရက်တွေမှာကိုဂရုစိုက်ပါမစ္စတာကြောက်ခင်ဗျားဒီလိုလုပ်လို့မရဘူးလေကျွန်တော်တို့ကညှိနှိုင်းခြင်းယုံတင်မှာအခြေအနေတွေကိုဒီလောက်အထိတွန်းပို့ဖို့ရည်ရွယ်ချက်မရှိပါဘူးမင်းတို့ပဲအလုပ်သမားတွေဟာနောက်ဆုံးတော့ဂုံတိတ်ခါရှိရှိပတ်စံရှာခွင့်ရပြီလို့ပြောခဲ့တာမဟုတ်လားအဲ့ဒီတော့ဆက်ပြီးမတက်ရက်နေကြပေါ့အခုငါတို့ဘာဆက်လုပ်ကြမလဲတကယ်ပဲအားလုံးပြီးသွားပြီလားအလုပ်သမားယုံကိုသွားနိုင်ရမလားအလုပ်သမားယုံကဘာလုပ်ပေးနိုင်မှာလဲပတ်စံလဲအားလုံးအပြတ်တက်ပေးပြီးသွားပြီကုမ္ပဏီကလည်းပိတ်သွားပြီဟာကိုဒါကမနစ်ကဝန်ထမ်းတွေရဲ့ခံစား권မဟုတ်ဘူးလားအရင်မြစ်တွေနဲ့ဖောက်တယ်တွေကတော့ဒီမှာရှိနေသေးတာပဲမပြရကြပါနဲ့ကုမ္ပဏီမရှိတော့ရင်လည်းဘာဖြစ်လဲလူတွေရှိနေသေးတယ်ဖောက်တယ်တွေလည်းရှိနေသေးတယ်ငါတို့အားလုံးစီစီလုံးလုံးရှိနေသေး၍အရာအားလုံးကိုအစ်စ်ပြန်တိစောက်နိုင်ပါသေးတယ်